ဟုတ်ကဲ့ခုလိုမိုနာလီဇာမျက်နှာနေရာမှာမစ္စတာဘေးမျက်နှာဘယ်လိုထည့်ထားလဲဆိုတာကိုသိချင်တယ်ဆိုရင်ကျွန်တော်နဲ့လိုက်ကြည့်လိုက်အောင်ဒီနေ့မှာကျွန်တော် Photoshop exercise လေးတစ်ခုဖြစ်တဲ့မျက်နှာပြောင်း exercise လေးကိုကျွန်တော်လုပ်ပြသွားပါမယ်အရင်ဆုံး Photoshop ရဲ့ကိုပြောင်းခြင်းတဲ့လူရဲ့မျက်နှာကိုအရင်ဆုံးထည့်ပါမယ်ကိုပြောင်းခြင်းတဲ့ပုံလေးကိုစထည့်ပါမယ်ကျွန်တော်တော့မိုနာလီဇာမျက်နှာနေရာမှာ Mr. Bean မျက်နှာအစားထိုးပြသွားပါမယ်အဲဆိုအရင်ဆုံးလက်ပုံလုံးကို slap ယူပြီးမှစထည့်လိုက်ပါမယ်ရလာရင်တပုံနဲ့တပုံကြည့်ရအဆင်ပြေအောင်ရွှေ့ရအဆင်ပြေအောင်တစ်ဖက်စီခွဲထားလိုက်ပါပဲခွဲထားခြင်းနဲ့ဆိုရင်တိုက်တယ်ပါဥမာဖိပြီးဟိုဘက်ဒီဘက်ရွှေ့ထားလိုက်တာဒါဆိုနှစ်ဖက်လုံးကြည့်ရအဆင်ပြေပြီးရွှေ့ရလည်းအဆင်ပြေပါပြီရွှေ့ရအဆင်ပြေအရင်ဆုံးကိုလူခြင်းနဲ့လူရမျက်နှာကို select ဖြတ်ပြီးဒီဘက်ကိုထည့်ခြင်းတဲ့ဘက်ကိုရွှေ့ပါမယ် select ဖြတ်မယ်ဆိုတော့ကိုကျွမ်းခြင်းနဲ့ select ကိုတုံးပြီးကြိုက်တဲ့ select နဲ့မျက်နှာကို select ပေးလို့ရပါတယ်ကျွန်တော်တို့အလွယ်အောင် polygon 2နဲ့ select ပေးလိုက်ပါမယ် polygon 2ကိုယူမယ်ပြီး select စပေးပါမယ် select ပေးရရှင်ကိုလူခြင်းနဲ့မျက်နှာကိုပေးရပါမယ်ကိုလူခြင်းနဲ့မျက်နှာကဘယ်သူလဲတိရအောင်အဓိကဖြစ်တဲ့မျက်လုံးမျက်ခုံးနှာခေါင်းပါးစပ်တွေအဓိကပါရပါပြီကျန်တဲ့ဥစ္စာမပါလဲရပါတယ်ဥပမာကျွန်တော်စဖြတ်ပြပါမယ်အခု Mr. Bean ပုံကိုစဖြတ်မယ်ဒီကတူပါးစပ်ပါအောင်ဒီချာလေးဖြတ်သွားပါမယ်မျက်ခုံးလေးလည်းပါအောင်အကုန်ပါစရာမလိုပါဘူးသူ Mr. Bean လို့တိအောင်သူ့ရဲ့အရေးကြီးတဲ့အပိုင်းလေးတွေပါတော့ရပါပြီဒီမဲ့လေးလည်းပါအောင် select ထည့်ပါမယ်โอเคဒါဆိုရင် Mr. Bean မျက်နှာကို select ရပါပြီဒါဆိုကျွန်တော်ဒီဘက် Mona Lisa ပုံဘက်ကိုရွှေ့ပါမယ်ရွှေ့မယ်ဆိုရင် move tool လေးပြောင်းပြီးရွှေ့ပါမယ်တကယ်လို့ move tool ကိုတွားမပြောင်းခြင်းဖြတ်လဲနဲ့ပြောင်းမယ်ဆို V လို့တစ်ချက်နှိပ်လိုက်လည်းရပါတယ်ဒါဆို move tool ဖြစ်သွားရင်ဖိပြီးရွှေ့လို့ရပါပြီဒီဘက်ကိုရွှေ့လို့ရောက်လာရင်ဒီဘက်ပုံမလို့တော့ပိတ်လိုက်လည်းရပါတယ်အဲဆိုကျွန်တော်ဒီမှာဒီမျက်နှာကိုအောက်ကမျက်နှာနဲ့တစ်ထပ်တည်းကြောင်ချိန်ပါပဲဒါဆိုအပေါ်မျက်နှာတစ်ချက် click ပေးပြီး frame ကို select ယူတာ control T လား control T နေလိုက်လို့ကျွန်တော် frame ဘာလေးပေါ်လာရင်အောက်ကမျက်နှာနဲ့ညီအောင်ချိန်ပါမယ်ချိန်တဲ့အချိန်မှာမျက်နှာကြီးဖုံးနေတဲ့အတွက်မမြင်ရဘူးဆိုရင်အပေါ်မျက်နှာကို opacity လေးနဲ့ short လိုက်ရင်ပိုအဆင်ပြေပါတယ် opacity ကဘယ်နှမှာချိန်လဲဆိုရင်ဒီဘက်ညာဘက်နားမှာပါပါတယ် opacity က100% ဖြစ်နေတကယ်လို့ဒီဘောက်ကြီးမတွေ့ရင် keyboard မှာပါတဲ့ F7 နဲ့ပြန်ခေါ်လို့ရပါတယ်layer ဘောက်လေးပြောင်းနေရင် F7 နဲ့ပြန်ခေါ်ပါ F7 နှိပ်ထည့်လိုက်ရင်ကျွန်တော်တို့ကြာလာပါပြီအဲ့မှာကျွန်တော်ဒီရဲ့မျက်နှာရဲ့ opacity လေးကိုကျွန်တော်နည်းနည်း short လိုက်ပါမယ်ဒါဆိုဝါလာပါပြီဝါလာရင်အပေါ်မျက်လုံးမြင်ရပါပြီအဲ့ဆိုရင် control T လေးပြီးပြီးမှညီအောင်လိုက်ချင်လိုက်ပါမယ်သူ့ရဲ့မျက်နှာအနေထားလေးကြည့်လို့တဘာဝကြောင်ချိန်နေတဲ့တဘောကโอเคမျက်နှာလေးကအောက်ကမျက်နှာပွားမျက်နှာလေးညီပြီဆိုရင် enter ခေါက်တာပဲဖြစ်ဖြစ်အမှန်ချစ်ဖြစ်တာပဲဖြစ်ဖြစ်တစ်ခုကိုနှိပ်ပြလိုက်ပါဒါဆိုရင်ကျွန်တော်တို့ခုမျက်နှာတစ်ထပ်တည်းကြာသွားပါပြီအပေါ်ပုံကိုပြန် opacity ပြန်တင်လိုက်ပါဒါဆိုရင်ဒီမျက်နှာကို select ရခြင်းတဲ့အတွက်မျက်နှာလေးအပေါ်မှာ right click နှိပ်ပြီး select ပစ္စည်းယူလိုက်ပါမယ်အခုလူရလာတဲ့ select ကိုနည်းနည်းလေးယော့ချင်တဲ့အတွက်ကျွန်တော် select ထဲကိုတွားပြီးမှ modify နဲ့က contrast ဆိုတာလေးကိုတုံးထည့်လိုက်မယ်အဲ့မှာကိုလိုစင်တဲ့ပစ္စည်းလောက်ထည့်လိုက်တာနဲ့ရပါပြီကျွန်တော်30ဆိုရင်တော့နည်းနည်းများမယ်ထင်တယ်ကျွန်တော်9လောက်တွန်းကြည့်ပါမယ်9 select ပေးပြီး okay ပေးလိုက်ပါမယ်ဒါဆိုအရင်ရှိရ select ထက်နည်းနည်းယော့သွားပါပြီ30ဆိုရင်အရင်များတဲ့အတွက်မျက်ခုံးတွေပါပြတ်တဲ့ပါသွားပါမယ်အဲ့ဆိုကျွန်တော်အရင်ရှိရဲ့အသားရဲ့နည်းနည်းလောက်ပဲယောချင်တော့ဆိုတော့9လောက်ပဲတုံလိုက်တာဒါကတော့ကိုတုံးထားတဲ့မျက်နှာပေါ်မှာမူတည်ပြီး
select ကိုတက်မဲ့ရပါမယ်အခုလိုကျွန်တော်ဒီပုံနဲ့ဆိုရင်တော့9လောက်အဆင်ပြေတဲ့အတွက်9လောက်တုံးထားတာပါโอเคအခု select လုပ်ထားတဲ့ line ရဲ့အောက်က Mona Lisa ပုံကိုဖြတ်ချင်တဲ့အတွက်အောက် layer ကို select ပေးမယ်တော့ခက်တာကလေးကိုဖြုတ်ရပါမယ် alternate ပြီးတော့ပေါ်မှာနှစ်ချက်စတိုင်းနေလိုက်ရင်ပြတ်သွားပါပြီဒါဆိုရင်ဒီပုံကိုရွေးပြီးမှဖြတ်မယ်ဆိုရင်ကျွန်တော် delete လေးနှိပ်လိုက်တာနဲ့အောက်ကမျက်နှာပြတ်သွားပါပြီအဲဆို Mona Lisa မျက်နှာပြတ်သွားပြီအပေါ်က Mr. Bean မျက်နှာနဲ့ Mona Lisa ဒီရဲ့ခန္ဓာကိုယ်ပေါင်းခြင်းတဲ့အတွက်ဒီနှစ်ရွက်ကို select ပေးမယ်ဘယ်လိုပေါင်းလဲဆိုရင်ကြတော့ edit ထဲကိုတွားမယ်ပြီးရင် auto blend layer ကိုပေးမယ် select ပေးမယ်ပြီးရင် okay ပေးလိုက်တာနဲ့နှစ်ပုံပေါင်းလိုက်ပါပြီနှစ်ပုံပေါင်းလေးဖြစ်သွားပါပြီအဲဆိုအခုရှိနေတဲ့ select ကိုမလို့ကျွန်တော်ရေ control D နဲ့ခက်ထည့်လိုက်ပါဒါဆိုအခုကျွန်တော် Mona Lisa မျက်နှာနေရာမှာ Mr. Bean မျက်နှာစားထိုးလိုက်တာပါ okay ရမယ်လို့မျှော်လင့်ပါတယ်စမ်းကြည့်ကြပါခင်ဗျာ